အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဖလက်ပဲဖြစ်ပါတယ်ဒီနေ့ပြပြပေးမှာကတော့ကျွန်တော်တို့ဟောင်းအောင်ထပ်ပြီးဆိုတာနဲ့မက်ဆမန်ဆိုရင်ကိုလိန်သွားတယ်ဖိုက်တာဆိုရင်တော့ EAP လိန်သွားတယ်ဟိုက်ပါဆိုရင်တော့တော်တိုးရတယ်ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါဒါပေမဲ့မက်ဆမန်နဲ့ EAP က enemy ကို protection ချတဲ့ခါမှုကြရင်ကျွန်တော်တို့ပုတ်တက်ပေးလိုက်ရတာမျိုးတွေဖြစ်နိုင်ပါတယ်ဒီလိုမျိုးပုတ်တက်မပေးရအောင်လို့ item စပုံစံမျိုးကိုကျွန်တော်ဒီနေ့ပြပြပေးမှာပဲဖြစ်ပါတယ်เนาะအားလုံးဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပါအောင်เนาะဒါဆို let's go ဆက်လိုက်ကြရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပွဲဥထွက်ပြီဆိုတာနဲ့ဟောင်းထွက်ပြီဆိုတာနဲ့ကျွန်တော်တို့ပွဲဥတက်ကိုအရင်ပေးရတယ်ပေါ့နော်ကျွန်တော်ပတ်စမန်နေဆို EAP လင်းရသူတွေ Fighter သူတွေကပွဲဥတက်ကိုကိုယ့်ဘက်ကအရင်ပေးလိုက်ရတဲ့မျိုးတွေရှိနိုင်ပါတယ်ဒီလိုမျိုးပွဲဥတက်ကိုမပေးရအောင်လို့ကျွန်တော်တို့ဘယ် item လေးကိုအရင်ဆက်တင်လဲဆိုတာကိုကျွန်တော်ပြပါပဲဖြစ်တယ်နော်ကျွန်တော်တို့ဆိုပွဲရနေဟောင်းကနေထွက်လာပြီဆိုတာနဲ့ကျွန်တော်တို့ချိုးလူတွေကကျွန်တော်ဒီမှာပြထားတဲ့ဖနက်လေးကိုအရင်ဆက်ကြရတယ်ပေါ့နော်ဒီဖနက်လေးကိုအရင်ဆက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဖနက်နေရာမှာကျွန်တော်တို့ဒီ item လေးကိုဆက်တင်ပါတယ်ကျွန်တော်ဒီ item လေးကိုအရင်ဆက်တင်ပါတယ်เนาะဒီ item လေးကိုဆက်ပြီးတာနဲ့ကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်တို့ဒီဓာတ်လေးကိုအရင်ဆက်ပါပြီးရင်ကျွန်တော်တို့ဒီဓာတ်ထွက်သွားပြီဆိုတော့မှကျွန်တော်တို့ဒီလက်စမန်းဆိုရင်တော့ဒီနာဆက်ပေါ့เนาะတချို့ချောင်းပလီယာတွေများတယ်တချို့ချောင်းပလီယာတွေကဖနက်ကိုအရင်ဆက်တယ်ပေါ့နော်အခါကျရင် product တွေပေးနိုင်မှာပေးရတယ်ပေါ့နော်ဒီလို product မပေးအောင်ချောင်းတို့တွေပါချောင်းတွေပါကိုင်တဲ့ခါမှာကြားတယ်ပေါ့နော်ချောင်း hero ကိုင်တဲ့ခါမှာကြားကျွန်တော်ပြပါမယ်ကျွန်တော်တို့ဒီဖနက်ကိုအရင်မဆက်ဖန်နဲ့ fighter ပဲဖြစ်ဖြစ်မဆန်မပဲဖြစ်ဖြစ်ပေါ့နော်ကိုက product အရင်လိုချင်တယ်ဆိုရင်တော့အဲ့ဖနက်လေးကိုအရင်မဆက်ပါနဲ့ကျွန်တော်တို့ဒီကဓာတ်လေးပေါ့ဒီမှာဓာတ်ချောင်းလေးတွေ့ပါလိမ့်မယ်ကျွန်တော်တို့ဒီမှာဒီဓာတ်ပုံစံလေးပေါ့နော်အဲ့ဓာတ်ပုံစံလေးကိုကျွန်တော်တို့အရင်ဆက်ပါပြီးရင်ကျွန်တော်တို့ဒီဓာတ်လေးထွက်သွားပြီဆိုရင်ဒီကဓာတ်လေးကိုကျွန်တော်ဒီမှာညှားပြထားတဲ့ဓာတ်လေးကိုဆက်ပါအဲ့ဒါပြီးတော့မှကျွန်တော်တို့ဖက်နှက်ကိုဆက်ပါအခါကျရင်ဖက်ထဲမှာဘာတွေတာလဲဆိုရင်ကျွန်တော်ပြပါမယ်ကျွန်တော်အရင်ဆုံးဒီ item လေးကိုအရင်ကြည့်လိုက်ပါဖက်နှက်မှာကျတော့ကျွန်တော် damage မပါဘူးညာကျွန်တော်ဖက်နှက်မှာဆိုတော့ movement speed ပဲပါတာခင်ဗျာ movement speed ပဲပါတော့ဒါမှမပါတာဖြစ်တဲ့အတွက် enemy ကကိုယ်ရှင်းချတဲ့အခါမှာကြာရင်ကိုကအရင် short ရတာဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုး short ရတာမဖြစ်နိုင်တော့ဒီ spell တွေကြတော့ဒီမှာကျွန်တော်ပြီးကြည့်ပါနော်ဒီမှာအထက်တယ်ဒီမှာ15ရာခိုင်နှုန်းနဲ့ particle ထပ်ပါတဲ့အတွက်နော် enemy ကိုအရင် enemy ကိုကိုကအရင်ပွဲဥတဲ့အရင်ရနိုင်တယ်ပေါ့နော်ဘာလို့ကျွန်တော်ဒီ panel လေးကိုဒီ panel ကိုအရင်မဆက်ပါနဲ့ဒီ item ကိုအရင်ဆက်ပြီးတော့ဒီဓာတ်လေးကိုဆက်စေချင်တာလဲဆိုရင်ကျွန်တော်တို့ damage ပေးလို့ပေါ့နော် damage ပေးလို့ပေါ့ကျွန်တော်ဒီဓာတ်လေးကိုချက်လောက်ထောက်ကြည့်မယ်နော်ဒီဓာတ်လေးကိုထည့်ကြတော့ဒီမှာသူက60ရာခိုင်နှုန်းလောက်ရှိသွားပြီခင်ဗျာခုနကျွန်တော်တို့ဒီမှာဒီဓာတ်လေတုံးကကျွန်တော်ဒီချောင်းလေးလေတုံးက15ရာခိုင်နှုန်းပဲရှိတာဗျ15 particle ထပ်ပဲရှိတာဗျကျွန်တော်တို့ဒီဓာတ်မှာကျတော့ဒီဓာတ်လေးမှာကျတော့ကျွန်တော်60ဒီမှာ60ဒီမှာတွေ့သားမှတည်60 particle ထပ်ရှိရဗျအဲ့တော့ enemy ကိုကအရင်နော်ကိုက enemy ကိုအရင်ကင်းနိုင်တယ်ပေါ့ဗျာတချို့လူတွေကတီးပြီးသားဖြစ်ပြီဆိုပေမဲ့တချို့လူတွေက item စပုံစံမျိုးကိုမသိဘူးခင်ဗျာအဲ့တော့ item စပုံစံမျိုးမသိတဲ့သူတွေတက်ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လည်း like and follow လုပ်ပေးခဲ့ပါဦးနော်ကျွန်တော်ပြောပြတာကိုအဆင်ပြေတယ်ဆိုရင်လည်း comment ဝင်ရင်းခဲ့ပါဗျာအဆင်ပြေရင်ပြေတယ်ပေါ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်